လေးကျောင်းရဲ့ဘာသာရေးဆိုရတဲ့လိုမလဲကျောင်းဘယ်တော့ဖွင့်မလဲကျောင်းတွေကတော့လက်ခံလားတကယ်လို့ကလေးကအသက်9နှစ်10နှစ်ဆိုရင်ရောဒီကိစ္စတွေနဲ့ပတ်သက်လို့ကျွန်တော်တို့လာမေးကြလို့လေလိုအပ်တဲ့ service တွေကတော့ကလေးရဲ့မွေးစင်းရင်းကိုထိုင်း notary ပြန်ထားရမယ်ပြီးရင်ဖေမေရဲ့ passport တမမဟုတ်ရင်ပန်းရောက်ကတ်မိတ္တူလိုအပ်မယ်ပြီးတော့ရင်ကိုရဲ့တတိဓမ္မမဟုတ်ပေါ့နော်တယောက်ပေါ့နော်ထိုင်းလူမျိုးထောက်ခံပြီးတဲ့လူလိုပါတယ်သူ့ရဲ့မှတ်ပုံတင်မိတ္တူနဲ့အိမ်အောင်စုစီရင်မိတ္တူအဲ့ဒီဟာပဲလိုအပ်တာပါကျန်တာဘာမှမလိုအပ်ပါဘူးကျောင်းတွေကဘယ်တော့ဖွင့်မလဲဆိုတော့အခုကျွန်တော်တတိအပ်ထားတဲ့ကျောင်းကကျတော့9လပိုင်း16ရက်နေ့ကိုဖွင့်မှာပါပြီးတော့ရင်တချို့ကလေးတွေဒီ English program ရှိတဲ့ကျောင်းမှာထားခြင်းလည်းရပါတယ်ဒီကို English program ကဘယ်ကျောင်းတွေမှာရှိနေဆိုတာကို AI ကိုမေးကြည့်ပါတော့ ChatGPT မှာမေးကြည့်လို့ရှိရင်သူကကိုအနီးနားမှာရှိတဲ့ EP program ရှိတဲ့ကျောင်းတွေလိပ်စာပြီးရင်အဲ့ဒီ office တွေရဲ့ဖုန်းနံပါတ်တွေပါတယ်ရောအကုန်လုံးပေးတာပေါ့နော်ဒါကမှကိုထားဖို့အတွက်သူပေးတဲ့ဖုန်းနံပါတ်တွေကိုဆက်ကြည့်ရပါတော့ EP program ရှိတဲ့ကျောင်းတွေကကြတော့သူပြောတယ်ကလေးအသက်ဘယ်နှစ်လဲကလေးအသက်9နှစ်ဆိုတော့9နှစ်ကျော်သွားလို့ရှိရင်ဒီ EP program မှာလက်မခံတော့ဘူးလို့ပြောတယ်ပေါ့နော်ဒီကလေးအငယ်လေးတွေကတော့အခွင့်အရေးများတယ်ကိုကြိုက်တဲ့ကျောင်းမှာရွေးပြီးတော့ထားလို့ရတယ်9နှစ်10နှစ်ကလေးတွေကကျတော့နည်းနည်းတခုရှိတာကသူတို့ထိုင်းတာမတက်ဘူးဆိုလို့ရှိရင်ဒီပေါ်နေကနေပြီးတော့မှပြန်ထားရတယ်စားပြီးတော့ဒါမှတတန်းလိုမျိုးပေါ့နော်အဲ့လိုပြန်ထားရတယ်ဆိုတော့အတန်းကတော့နည်းနည်းတော့နောက်ကျသွားတာပေါ့ပြီးရင်လည်းအဲ့လို EP program တွေဘာတွေမှာထားခြင်းလို့ပါဆိုရင်လည်းသူတို့လက်ခံမှရတော့တာပေါ့နော်ပုဂ္ဂလိကအတက်ကနည်းနည်းကြီးနေပြီဆိုတော့အဲ့လိုမှမဟုတ်ဘူးဒီလိုမျိုးဘာသာစကား2မျိုးသင်ရိုး2ခုနဲ့အကြောင်းလေးကိုတွားပြီးတော့ထားမယ်ဆိုရင်တော့အဲ့ဒါတွေကတော့အောက်ထည့်တလားကိုပတ်နှစ်တောင်းကနေစားတယ်ပေါ့နော်ပတ်နှစ်တောင်းကနေပြီးတော့မှအထက်သူ့ရဲ့ကျောင်း facility နဲ့လိုက်ပြီးတော့မှအစားရှိပါတယ်ကျောင်းသွားတဲ့အချိန်မှာဘယ်လောက်ကုန်ကြမလဲဆိုတော့ကျောင်းအချိန်မှာဘာမှမကုန်ပါဘူးသူတို့ form ပေးမယ်သူတို့ပေးတဲ့ form ထဲမှာဖြည့်မယ်ကိုယ့်ဘက်ကဒီလိုအပ်တဲ့ service တွေကိုတွဲပြီးတော့ပေးလိုက်ရတယ်ပေါ့နော်ပတ်စံကတော့ဘယ်တော့မှမသွင်းရပါဘူးကျောင်းဝတ်စုံ uniform ရဲ့ပြီးတော့ဒီလွယ်အိတ်တို့ပါတော့ပေါ့နော်ဖနက်တို့အဲ့ဒါတွေကတော့ကိုယ့်အပြင်မှာဝယ်ထားပြီးရင်ဝယ်တော့ဝယ်တဲ့အခါမှာလည်းသူပေါချတောင်းလာခဲ့ပေါ့ပေါချတောင်းလာပြီးတော့မှတကယ်လို့ကျောင်းဖွင့်ရသည်ရောက်တဲ့ခါကျလို့ရှိရင်သူတို့အစိုးရကဒီအဝတ်အစား uniform တစ်စုံကိုဘယ်လောက်ဆိုပြီးတော့ budget နဲ့သတ်မှတ်ပေးလိုက်တဲ့အချိန်ကျလို့ရှိရင်ကိုဝယ်ထားတဲ့ပေါချနဲ့အဲ့ဒီမှာuniform ကိုတော့ပြန်ထုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒါတော့ကိုကထားပြီးတော့ကိုကအကောင်စားကြီးဈေးကြီးတဲ့ညီဝယ်ထားပေးမယ်လေသူတို့ဘတ်ဂျက်ကတစ်စုံကို300ဆိုပြီးသတ်မှတ်ပေးလိုက်လို့ရှိရင်ပြောမယ်ဆိုကိုက2စုံဝယ်ထားလို့ရှိရင်2စုံသာ300နှုန်းနဲ့ပဲပြန်ရမှာပေါ့နော်အကြောင်းက9နာရီရနေပြီးတော့မှညနေ3နာရီထိအဲ့ဒါမှတကယ်လို့ညနေပိုင်းကိုကလေးကိုကျူရှင်ထပ်ထားခြင်းနဲ့ဆိုရင်အဲ့ဒီအကြောင်းမှပဲထပ်ပြီးတော့ထားလို့ရတယ်တကယ်လို့ထားတော့ကိုကလေးကထိုင်းစာမလိုက်မရတာတို့ဘာလို့အားနည်းတဲ့ဘာသာရေးရှိတာတို့ဆိုရင်သူ့စီမှာအပိုတင်လို့ရတယ်ဒါကတော့ဒီအပိုတင်တဲ့ကြီးကတော့ပေးရမှာပေါ့နော်ဘယ်လောက်လဲဆိုတာဆီယမနဲ့ညှိပြီးတော့မှဆီယမနဲ့အကြောင်းဖွင့်တော့မှတွေ့ပြီးတော့မှဒီအပိုတင်ခြင်းနဲ့အပိုတင်တဲ့ဟာပေးရဖို့ရှိတယ်ပြီးရင်မနက်စာစားမယ်ဆိုရင်မနက်စာအကြောင်းမှစားမယ်ဆိုရင်ပေးရမယ်ပေါ့နော်ပြီးရင်နို့ဘိုးပေးရမယ်ထင်တယ်အခုလောလောဆယ်အကြောင်းသွားအပ်တဲ့အချိန်မှာဘာမှမပေးရပါဘူးသူပေးလိုက်တဲ့ဖောင်ကိုဖြည့်မယ်ပြီးတော့ရင်ကိုရဲ့ဒီ service တွေလိုအပ်တဲ့ဟာတွေအကုန်လုံးဆီယမကိုပေးခဲ့လိုက်မယ်ပေးခဲ့လိုက်ပြီးတော့လို့ရှိရင်သူ့ကိုတေချာအောင်မေးခဲ့ပေါ့နော်ဒါဆိုရင်ကလေးကျောင်းတက်ရဖို့တေချာလားကျောင်းဖွင့်ရင်ဒီကျောင်းတေချာပေါက်တက်ရမှာတေချာတယ်ဆီယမကအဲ့လိုပြောလိုက်တဲ့ဆိုရင်ရပါပြီကျောင်းဖွင့်တဲ့နေ့တစ်ခေါက်ကြောက်လို့ရှိရင်မှမဖွင့်ခင်ပေါ့နော်တစ်ပတ်လောက်ဖြစ်2ရက်3ရက်လောက်အခုပြင်မှာကျောင်းကိုတစ်ခေါက်သွားပြီးတော့ဆီယမဘာတွေလို့အဲ့လဲဘာတွေတွင်းရမလဲအဲ့လိုတစ်ချက်သွားပြီးတော့မေးကြည့်ရမှာပေါ့နော်တကယ်လို့တခြားသိချင်တာရှိလို့ရှိရင်လည်းကျွန်တော် comment မှာမေးပေးခဲ့တော့ပြန်ပြောပေးပါမယ်